ဗျာစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစင်စားနဲ့တဲ့သူဘာလုပ်ပေါ့ဆိုလိုတာကဟုတ်လားအဲ့လိုဆိုရင်ဘာလုပ်ရမှာတော့ဘာကိုစဉ်းစားရမှာတော့ဘာကိုဆင်ခြင်ရမှာတော့ဆိုတော့အတ္တနောဝအဝခေယကတာနိအကတာနိသအတ္တနောဝမိမိဣတာလင်ကတာနိအကတာနိသပြုတ်သောအမှုတို့ကို၎င်းအကတာနိသမပြုတ်သောအမှုတို့ကို၎င်းအဝခေယစဉ်းစားဆင်ခြင်သုံးသပ်ရ၏သူများအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားရမှာတော့ဆိုတော့ကိုယ်အကြောင်းကိုစဉ်းစားလို့ပြောတာဟုတ်တာပေါ့ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကောင်းအောင်ဆိုအောင်လုပ်တာလေတကယ်တမ်းအဓိကကိုယ်ပဲဘယ်သူမှကိုယ်လောက်ကိုယ်ကိုလာပြီးတော့လုံနိုင်တာမရှိဘူးကိုယ်လောက်ကိုယ်ကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုယ်လောက်ကိုယ်ကိုဆင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ့်ကိုယ်အကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုယ်အကြောင်းကိုပဲစဉ်းစားကိုယ်အကြောင်းကိုပဲရှင်းရင်ကိုယ်အကြောင်းကိုပဲသုံးသပ်ရမယ်ဟုတ်လားအဲ့ဒါကိုယ်အကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားတဲ့အနေအထားတွေကလည်းပဲဘုံဘုံတော်တွေရှောင်ကျဉ်ပြီးသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအကြောင်းမစဉ်းစားနဲ့လို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိနေဘယ်လိုလုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တပြည့်လိုနေရမှာတော့ဟုတ်တယ်ချင်းတော်တော်များများသူများအကြောင်းတွေကြီးခေါင်းနဲ့ရောက်နေနော်ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနစ်မြုပ်ဘူးမကြိုက်ဘူးကိုယ့်ကိုယ်မကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးတဲ့လဲလို့မြင်ကိုယ်အကြောင်းကိုစဉ်းစားတာနဲ့စားထိုးတဲ့ကိုယ်အကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားစရာမလိုသလိုဖြစ်သွားတနည်းအားဖြင့်ကိုယ်အကြောင်းကိုကောင်းကောင်းသိလေသူများအကြောင်းကိုသိပြီးတော့စိတ်မဝင်စားလေသိပြီးတော့မစဉ်းစားခြင်းလေစဉ်းစားဖို့သိမလိုအပ်ဘူးလို့နားလေပေါ့ကိုဘုံဘုံတို့ကကိုယ်တိုင်ဘုံစဉ်းစားကြည့်ရနော်ဘာကြောင့်သူများအကြောင်းတွေကိုခေါင်းထဲရောက်နေလေကိုယ်အကြောင်းကိုကိုခေါင်းထဲကိုသိမထဲလို့ကိုအကြောင်းကိုခေါင်းထဲမထည့်တဲ့အခါကျတော့ကိုအကြောင်းကိုမှန်မှန်ကန်ကန်မသိတော့သူများအကြောင်းတွေကိုစိတ်ဝင်စားစရာကောင်းတယ်လို့ထင်နေတာတကယ်တမ်းကိုယ့်အတွက်စိတ်ဝင်စားစရာကောင်းတော့ကိုအကြောင်းပဲဆိုကြပါစို့ကိုအကြောင်းကိုသာမှန်မှန်ကန်ကန်သိရင်သူများအကြောင်းကိုစဉ်းစားမိမှမဟုတ်ဘူးဆိုတဲ့စကားလေးကိုကောင်းကောင်းနားလည်စေခြင်းကိုအကြောင်းကိုဘယ်လိုမှန်မှန်ကန်ကန်သိရမလို့ဘုံဘုံတို့တွေမှာမပြေလေသေးတဲ့ပြဿနာတွေအများကြီးရှိတယ်မဖြေရှင်းရသေးတဲ့အရှုပ်အထွေးတွေအများကြီးရှိတယ်ဟုတ်လားပြောလို့ရှိရင်ဘုံဘုံတို့တွေကကိုအကြောင်းကိုကောင်းကောင်းသိရင်ငါတနာတရားအနေထားမလွတ်သေးဘူးဆိုတာကောင်းကောင်းသိနိုင်